ညီမလေးပဲတော့မှလေ ဘယ်လိုသွားအေးလေ ညီမလေးက live ဖို့ပေးချင်လို့ပါ မလို့ဟုတ်တယ်မပါကြသူ့နောက်ကျနေရတယ်တော်မလေးရဲ့နောက်ဘယ်တော့မှမလာနဲ့ နောက်နေ့မှမင်းနဲ့ငါနဲ့တွေ့မယ် ညီမလေးကိုလိုက်ဖို့မယ်ဟိုသားကြလို့ ဟဲ့အောင်တဲ့ကြီးငါသူ့ကိုရေရမ်းချစ်တာဟဲ့အောင်မင်းကငါပြောလဲမင်းကနားမလဲပါဘူး ငါကောင်မလေးနဲ့တွေ့ဖို့သွားမယ်ဒါပေမဲ့သူ့အဖေကတော့ငါကောင်မလေးရှိကိုသွားရမယ်ဟာသွားလည်းမလာသေးဘူးဟုတ်တယ်ဟာသွားမလာသေးဘူးငါဖေနဲ့တွေ့တော့မှာဟဲ့ညဖေရပါလေငါဖေရဇိုးဟာဇိုးလေနဲ့ဇိုး ဟဲ့အောင်သူ့ဘေးနားကနေဒိုးလိုက်တော့နော် ငါတော့ခွာမခွာနိုင် ဒါဆိုရင်ငါဆရာနဲ့ပြေးတွေ့ရတော့မယ် ပြီးတွေ့ကြဟာ အေးမင်းကတော့ထိုးတယ်ပေါ့အားနာလဲတာဟောင်းနာယူမို့ငါဆရာနဲ့ပြေးတွေ့ရတော့မယ်ဆရာရေဟိုကဖိုင်မို့ဆရာကူညီပါ